အားလုံးကိုကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ Rise of the Guardian ဆိုတဲ့ဇာတ်ကားလေးကိုရွေးချယ်ထားပါတယ်ကလေးတွေရဲ့ပျော်ရွှင်မှုယုံကြည်မှုနဲ့မျှော်လင့်ချက်တွေကိုစောင့်ကြည့်ပေးတဲ့ Guardian ဖွဲ့ဝေဆိုတာရှိပါတယ်တစ်ဖက်မှာလည်းပေးဆိုတဲ့နတ်ဆိုတစ်ကောက်ကကလေးတွေကိုကြောက်တရားနဲ့အုပ်စိုးဖို့ကြိုးစားနေခဲ့ပါတယ်သူတို့ကြောင့်အားပြင်းမှုကိုတွေ့ရမှာဖြစ်ပြီးယုံကြည်ချက်ဆိုတာဘယ်လောက်ရေးပါတယ်ဆိုတာကိုတွေ့ရမှာဖြစ်ပါတယ်ဆိုတော့စားလိုက်အောင်ပါရေရိပ်ပကြီးအောင်မှာအိပ်ပျော်နေတဲ့ကောင်လေးဟာနောက်ဆိုတော့ဒိုးထလာခဲ့ပါတယ်။သူ့နာမည်က Jeff Ross ဖြစ်ပြီးနေပေါင်း300ကြာမှအခုလိုလင်းအောင်လေးကိုစတင်တွေ့ခဲ့ရတာဖြစ်ပါတယ်။သူနိုးထလာခဲ့တဲ့အချိန်မှာဝိုက်ဆက်နေတဲ့လာကြီးကိုစတင်တွေ့လိုက်ရပြီးအဲ့ဒါကသူ့ကို message တစ်ခုပေးနေခဲ့ပါတယ်။သူထွက်လာတာနဲ့တပြိုင်နက်အစေပေးရှိနေတဲ့တပ်ဝေးတစ်ချောက်ကိုတွေ့လိုက်ပြီးအဲ့ဒါကိုသူကောက်ကင်လိုက်ပါတယ်။အဲ့ဒီတပ်ဝေးဟာသူနဲ့ထိတဲ့အရာတွေကိုအေးခဲစင်နေတဲ့အစွမ်းရှိပြီး energy တစ်ခုအနေနဲ့လည်းအပြေကိုပြစ်ထုတ်လို့ရပါတယ်။အဲ့ဒါတည်းမကပဲလေဘောကိုပြန်နိုင်တဲ့အစွမ်းလည်းရှိပါတယ်။ဂျဲဟာအရာတစ်ခုကိုလိုက်ရှာရင်းနဲ့ဒီနောက်မှရှိတဲ့လူတွေစီကိုရောက်လာခဲ့ပါတယ်။အဲ့ဒီလူတွေဟာချားတာကိုအားထုတ်ဖို့အတွက်မိလုံနေတဲ့သူတွေဖြစ်ပြီးဂျက်ကိုလည်းမြင်မြင်နေခဲ့ကြပါဘူး။ဒါပေအားလုံးကိုဂျက်ကနားမလည်နိုင်ပဲဖြစ်နေခဲ့ပါတယ်။သူသိတာတစ်ခုတော့ရှိပါတယ်။အဲ့ဒါကသူ့နာမည်က Jeff Ross ဖြစ်တယ်ဆိုတာကိုပါ။တစ်ဖက်မှာရှိတဲ့မြောက်ငွေရိုးစောဆိုတဲ့နေရာမှာတော့ Santa Claus လို့ခေါ်တဲ့လူကြီးနဲ့တူနှက်စငယ်လေးတွေရှိပါတယ်။အလုံးမရှိကံမရှိတဲ့ Santa ဟာဒီကဲတို့ကိုအယုလိုကစော်နေခဲ့ပါတယ်။အဲ့ဒီချိန်မှာရွေးကြီးတဲ့ကိစ္စတစ်ခုကြောင့်သူ့ရဲ့နှင်းလူတစ်ကောင်ရောက်လာခဲ့ပါတယ်။ Santa မှာရှိတဲ့ကဘာလိုကြီးကဒီကဘာလိုကကလေးတွေကိုကိုစားပြုတာဖြစ်ပါတယ်။အခုတော့အဲ့ဒါကြီးကအနဲ့ရောက်သေးတွေဖိုးလန်းသွားပြီးတော့သူတို့ကိုသတင်းစကားပေးခဲ့ပါတယ်။မကောင်းတဲ့သတင်းစကားဖြစ်တာကြောင့်သူ့ရဲ့တခြားဖွဲ့ဝဲတွေကိုအစည်းအဝေးဆက်ခေါ်ဖို့လုပ်ခဲ့ပါတယ်။သူကတော့တူဖယ်ရီတို့ခေါ်တဲ့သွားနေသမီးပါ။သူ့ရဲ့အလုပ်ကတော့ကလေးသမီးတွေရဲ့ခေါင်းအောက်ကသွားတွေကိုလိုက်လံဆူဆောင်းရတာပါ။ခေါင်းအောက်ကသွားတွေကိုလိုက်လံသေးဆဲပြီးတော့ကျွေးစိတ်လေးတွေခြံထားခဲ့တတ်ပါတယ်။ဒါတွေကိုချစ်စရာသူ့ရဲ့သွားနေသမီးပေါက်စာလေးတွေကတာဝန်ယူထားကြပါတယ်။သွားတွေနဲ့တူသူတို့ရဲ့ပျော်ရွှင်စရာမှတ်ဉာဏ်လေးတွေကိုလည်းသိသိပေးထားခဲ့တာပါ။သူကတော့ဆန်ဒီလို့ခေါ်တဲ့သဲနံသားပါ။သူ့ရဲ့အလုပ်ကတော့ကလေးငယ်တွေကိုလှပတဲ့အိမ်မက်လေးတွေမဲနေအလိုတာဝန်ယူတုပ်ဆောက်ပေးတာဖြစ်ပါတယ်။သူကတော့ Easter Bunny လို့ခေါ်တဲ့ယိုတကောင်ပါ။ယိုဆိုပေမဲ့ချစ်စရာကောင်းတဲ့ယိုမဟုတ်ပဲတိုက်ရိုက်ခိုက်ရအပြည့်ရှိတဲ့ယိုတကောင်ဖြစ်ပါတယ်။သူတို့အားလုံးဟာ God တွေဖြစ်ကြပြီး Guardian အဖွဲ့ဝင်တွေလို့လည်းခေါ်ပါတယ်။အခုချိန်မှာတော့ Santa Claus ရဲ့ရေးကြီးဆက်ခေါ်မှုကြောင့်တစ်ချီထဲမှာရောက်လာကြပါတယ်။ Santa Claus ရဲ့ကမ္ဘာလုံးပေါ်မှာအတဲ့ရောက်တဲ့တွေဖုံးလွှမ်းသွားတဲ့ကိစ္စကြောင့်သူတို့ဟာစိုးရိမ်နေကြပါတယ်။တကယ်တော့လာကြီးကသူတို့ကို message တစ်ခုပေးခဲ့တာပါ။အဲ့ဒါကတော့သူဟာ Guardian ဖွဲ့ဝင်တယောက်ရွေးချယ်လိုက်တဲ့ဆိုတဲ့အကြောင်းဖြစ်ပါတယ်။ရွေးချယ်တာသူကတော့ Jeff Ross ဖြစ်ပါတယ်။သူတို့တက်ကဘာနီဟာ Jet ဆိုတဲ့ကောင်ကတိုးမကြတဲ့အကြောင်းဖောက်ထူးနေခဲ့ပါတယ်။ Jet ကတော့စိတ်လောကိုလုံးနဲ့ရှောက်သွားနေခဲ့ပါတယ်။အဲ့လိုနဲ့သူသွားနေတော့မှ Jamie ဆိုတဲ့ကလေးတောင်နဲ့သွားတွေ့ခဲ့ပါတယ်။အဲ့ဒီကလေးရဲ့နာမည်ကတော့ Jamie လို့ခေါ်ပြီး Easter Bunny နဲ့ Santa တို့ရှိတယ်ဆိုတာကိုတကယ်ယုံကြည်တဲ့ကလေးဖြစ်ပါတယ်။သူကတခြားကလေးတွေနဲ့ကွဲပြားတာကြောင့် Jet ကလည်းသဘောတွေ့သွားခဲ့ပါတယ်။အဲ့ဒါကြောင့် Jet ဟာကလေးတွေရဲ့ပျော်ရွှင်မှုနဲ့စိတ်လှုပ်ရှားမှုတွေကိုသူ့ရဲ့စွမ်းနဲ့ဖန်တီးပေးခဲ့ပါတယ်။ဒါပေမဲ့ Jamie ကတော့ဒါတွေကိုသွားနေသမီးလိုပေးခဲ့တာလို့ပဲထင်နေခဲ့ပါတယ်။ဒါကြောင့်စိတ်မဲ့ပြူတာမခံရတဲ့အမေရော့ခံချက်ဟာလည်းစင်ကောင်းဖြစ်သွားခဲ့ရပါတယ်။ညဘက်မှာတော့ဆွေတော်လိန်သားတွေနဲ့တူလာဖားတဲ့အိမ်မက်တွေကိုစောင့်ကြည့်ပေးတဲ့ဆန်တီရောက်လာခဲ့ပါတယ်။သူကတော့အမောက်တို့နဲ့ကြောက်ရွံ့ချေကိုကိုစားယူတဲ့နေဆိုးတကောင်ဖြစ်တယ်လို့ Guardian ဖွဲ့ရဲ့မဟာရန်သူတော်ကြီးလည်းဖြစ်ပါတယ်။နာမည်ကတော့ပေးလို့ခေါ်ပြီးရော်ရှိမှုနဲ့ကြောက်ရွံ့ချေကလွှဲရင်အစွမ်းတွေကဆန်တီနဲ့အကိုနီးပါးတူပါတယ်။ဒါကြောင့်ဆန်တီရဲ့ရွှေရောက်တဲ့တွေကိုသူ့ရဲ့အနေရောက်တဲ့တွေဖြစ်ပြောင်းလဲယူလိုက်ပါတယ်။ဂျက်ကတော့ဘန်နီရဲ့မြားခေါ်မှုကြောင့်အေးတဲ့ထက်ပြီးဖမ်းခေါ်သွားတာခံလိုက်ရပါတယ်။တကယ်တော့ဂျက်ကို Guardian တွေရဲ့ပင်မရွှေချိုကိုခေါ်သွားခဲ့ပြီးမိကိုရွေးချယ်လိုက်ပြီးဆိုတဲ့အကြောင်းပြောခဲ့ပါတယ်။ဂျက်ကတော့သူကကလေးမချစ်တဲ့အကြောင်းနဲ့ရွှေချောက်လို့နေခဲ့ပါတယ်။ဘာလို့လဲဆိုတဲ့အကြောင်းရင်းကိုသေချာမေးတော့လေဂျက်က Guardian မဖြစ်ချင်ဘူးလို့ဆိုခဲ့ပါတယ်။တကယ်တော့ဂျက်ဟာတလွဲတွေလုံပြီးမှကိုစိတ်ပူနေခဲ့တာပါ။ကဘာလို့ကြီးမှမြင်ရတဲ့အလေးဆက်ကလေးတွေဟာကလေးတွေရဲ့ယုံကြည်မှုပဲဖြစ်ပါတယ်။အထူးသဖြင့်ကလေးတွေဟာ Santa, Bunny နဲ့သွားနေသမီးတို့ကိုယုံကြည်ကြပါတယ်။ယုံကြည်မှုကသာရေးကြည့်တာဖြစ်ပြီးယုံကြည်မှုမရှိရင်တော့ Guardian တို့ဟာပျောက်ကွယ်သွားကုန်မှာပါ။ဂျက်ကိုလည်းဘယ်သူမှမယုံကြည်ကြလို့တယောက်မှမတွေ့နိုင်ကြတာဖြစ်ပါတယ်။ Santa လို့ခေါ်တဲ့သူစီမှာနှင်းလူနဲ့လက်တငယ်လေးတွေအများပြားရှိပြီးသူတို့အလုံးလုံးနေကြတဲ့ရုပ်ဆက်ယုံကြည်လည်းရှိပါတယ်။သူတို့စကားကောင်းနေတော့မှ
ဘန်နီနဲ့ဆန်နီတို့အပြေးရောက်လာကြပါတယ်အကြောင်းကိစ္စကတော့သွားနဲ့သမီးတို့ဌာနဟာရုတ်တရက်တက်ခိုက်ခံရလို့ရေးပေါ်ချင်းတွေရောက်သွားခဲ့ပါတယ်ဒါကြောင့်သူတို့အားလုံးလိုက်သွားဖို့လိုအပ်လာခဲ့ကဆန်တာရဲ့စဖာကြီးနဲ့တူထွက်သွားခဲ့ကြပါတယ်တူဖယ်ရီရဲ့ဌာနကိုရောက်မှာတော့အကြီးကျယ်တက်ခိုက်ခံခဲ့ရတာကိုတွေ့ခဲ့ရပါတယ်ကြောက်ရွံ့ခြင်းနတ်ဆိုပေးဟာနေသမီးပေါက်စာလေးတွေနဲ့ကလေးတွေရဲ့သွားတွေကိုပါခိုးယူသွားတာဖြစ်ပါတယ်။ဘေးရဲ့ရည်ရွယ်ချက်ကတော့ကလေးတွေရဲ့ယုံကြည်မှုကိုပြည့်ပြည့်စေချင်တာဖြစ်ပြီးသူ့ရဲ့ပထမခြေလှမ်းလည်းဖြစ်ပါတယ်။ဂါဒီယန်တို့ပေါ်မလာခေကအမော်ခေဆိုတာရှိခဲ့ပူပါတယ်။ကလေးလူကြီးအကိုကြောက်လန့်နေကြရတဲ့ခက်တက်ခဲလို့ဆိုရမှာပါ။ဒါကြောင့်သူဟာအဲ့ဒီခေမှာအတော့ကိုစွမ်းကြည့်ခဲ့ပါတယ်။ဒါပေမဲ့နောက်မှာတော့လာမင်းကြီးကနေရွေးချယ်လိုက်တဲ့ဂါဒီယန်ဖွဲ့ဆိုတာပေါ်လာပြီးသူ့ရဲ့တရှိမှုကလည်းပျောက်ကွယ်သွားခဲ့ရပါတယ်။အခုချိန်မှာလေခေါင်းအောက်မှာရှိတဲ့သွားတွေဟာပြည့်ရဲ့နှောက်ယှက်မှုကြောင့်သွားရောက်မသေးယူနိုင်တော့ပါဘူး။ဒါကြောင့်သွားနေသမီးတူဖယ်တွေဟာစတဲ့အားနဲ့စပြူလာခဲ့ပါတယ်။နောက်တစ်ခုကတော့ကျဲမာလေးလူဖြစ်တို့ကသွားတွေနဲ့ပျော်ရွှင်စရာမှတ်တမ်းတွေရှိခဲ့တယ်ဆိုတာကိုပါ။ဘာကုန်းမှမှတ်မိခြင်းမရှိတဲ့ချက်ကတော့သူ့ရဲ့မှတ်ညာတွေကိုပြန်လိုချစ်စိတ်ဖြစ်သွားခဲ့ပါတယ်။ပဿနာတိုင်းမှာဖြစ်ရှိတာကြောင့်မလို့သူတို့ကိုကြိုနေရတဲ့ပဿနာတွေကိုယာယီဖြစ်ရှင်းတဲ့မယ်နီလန်တွေ့သွားခဲ့ပါတယ်။သွားပြီးလိုက်လံသေးဆက်ပေးမဲ့နေသမီးပေါက်စာလေးမရှိပေမဲ့သူတို့ကိုယ်တိုင်လိုက်သေးစေဖို့ဖြစ်လာခဲ့ပါတယ်။စန်တာဘန်နီနဲ့ဆန်ဒီနဲ့ကျဲတို့ဟာထွေးတွေရဲ့သွားတွေကိုလိုက်သေးယူပေးကြပါတယ်။ဒါကြောင့်ရာသူတော်ကြီးပေးရလေသူ့ကြံအောင်မြင်တဲ့ကြောက်ကိုတီးသွားခဲ့ပါတယ်။ဂါဒီယန်ဖွဲ့ဝဲတွေကတော့ဂျေမီဆိုတဲ့ကောင်လေးအီကိုရောက်နေခဲ့ကြပါတယ်။အဲ့ဒီမှာသူတို့တလွဲတွေလိုလဲမိပြီးတော့ဂျေမီကလည်းနိုးလာခဲ့ပါတယ်။နိုးလာတဲ့ဂျေမီကိုအင်းမွေးချဖို့လို့ရင်းနဲ့ဆန်တာနဲ့ဘာနီတို့အေးပြောသွားခဲ့ကြပါတယ်။ဒါကြောင့်ဖဲနဲ့ဖန်ဆန်ဒီနဲ့ကျဲတုံးတယောက်ပဲကြံခဲ့ပါတယ်။သူတို့နှစ်ယောက်တည်းကြံတဲ့ချိန်မှာတော့ပေးရဲ့မြေတွေရောက်လာခဲ့ပါတယ်။ရာသူတော်ကြီးရောက်လာတော့ဆာဒီနဲ့ကျဲတို့ကလည်းပေးတို့နောက်ကိုလိုက်သွားခဲ့ကြပါတယ်။သူတို့နှစ်ယောက်လိုက်သွားတဲ့ချိန်မှာတော့ဂျေမီရဲ့ညီမလေးဟာအိတ်ချင်မှုတူနဲ့ဝင်လာခဲ့ပြီးဘတော်တဆဘန်နီရဲ့ဌာနစီကိုရောက်သွားခဲ့ပါတယ်။သဲကောင်လေးနဲ့ဂျက်ဖရောတို့နှစ်ကောင်ကတော့တက်ကြွစွာနဲ့ပဲပေးနောက်ကိုလဲနေကြပါတယ်။ပေးနဲ့ထိတဲ့တွေ့ကြတဲ့ချိန်မှာတော့ဂျက်နဲ့ဆာဒီတို့ကလည်းတွဲဖက်ညီစွာနဲ့ရေးဆိုင်တိုက်ခိုက်ခဲ့ကြပါတယ်။ပေးနဲ့ထိတဲ့တွေ့ကြတဲ့ချိန်မှာတော့ဂျက်နဲ့ဆာဒီတို့ကလည်းတွဲဖက်ညီစွာနဲ့ရေးဆိုင်တိုက်ခိုက်ခဲ့ကြပါတယ်။အဲ့ချိန်မူတူနဲ့ဆန်တာတို့လည်းရောက်လာစစ်ကူပေးခဲ့ကြပါတယ်။ဒါပေမဲ့ကောင်းကျိတ်တဲ့ပစ်ချာသူတို့ကိုလူစုခွဲလိုက်ပြီးတော့ဆန်ဒီကိုအလိတ်တက်ခဲ့ပါတယ်။ဒါကြောင့်ဆန်ဒီဟာပြည့်ရဲ့လှည့်ဖျားမှုတွေအောက်မှာနဲ့သက်ကျွေးသွားခဲ့ပါတယ်။ပေဟာဆန်ဒီကိုတက်လိုက်ပြီးတော့သူ့ရဲ့အနေအောင်ကျဲပြီးဖြေပြောင်းလဲလိုက်ပါတယ်။ဆန်ဒီတဲ့ဝမ်းနဲ့ချစ်ထင်းမဲ့ကိုကြစ်ပပြီးတဲ့ချိန်မှာတော့နောက်တဲ့ပြဿနာတစ်ခုနဲ့ကြုံတွေ့ခဲ့ရပါတယ်။ကမ္ဘာလုံးပေါ်မှာရှိတဲ့ကလေးတွေရဲ့ယုံကြည်မှုဟာလျင်မြန်စွာနဲ့ပဲတဖြည်းဖြည်းပျောက်ဆိုးလာနေခဲ့ပါတယ်။ဒီပြဿနာတွေကိုလည်းဘလို့ဖြေရှင်းရမလဲဆိုတာစဉ်းစားကြရင်းနဲ့နေ့ပြန်ကအီစတာပွဲတော်နေ့ဆိုတာကိုသိရသွားခဲ့ပါတယ်။ဒါကြောင့်အီစတာပွဲတော်နဲ့တူကလေးတွေရဲ့ယုံကြည်မှုကိုပြန်ဖက်ဆက်ဖို့ကြိုးစားကြပါတယ်။အဲ့ဒီလိုနဲ့ကိုရိုကဘန်နီရဲ့ဌာနကြီးစီကိုရောက်သွားခဲ့ကြပါတယ်။ဆိုပြီးဆိုတဲ့ကလေးမလေးကတော့သူတို့မသိလိုက်ခင်မှာဘန်နီရဲ့ဌာနစီကိုရောက်နေခဲ့ပါတယ်။ဒါကြောင့်ကလေးမလေးအေးပြောသွားတဲ့ချိန်မှာတော့ဂျက်ကပဲသူ့ကိုအေးပြန်သွားဖို့လည်းရပါတယ်။ဂျက်တဲ့ကလေးမလေးကိုပို့ပြီးတဲ့ချိန်မှာတော့ရင်းနှီးနေတဲ့အတန်တစ်ခုကိုကြားလိုက်ရပါတယ်။အဲ့ဒီအတန်နဲ့ကိုလိုက်ရင်းနဲ့လိုင်ကိုကြီးတစ်ခုတည်းကိုရောက်သွားခဲ့ပါတယ်။အဲ့ဒီနေရာမှာတော့များစွာသောနဲ့သမီးပေါက်စာလေးတွေကိုလှောက်ကြိုက်နဲ့ဖမ်းချုပ်ထားခဲ့ပါတယ်။ဂျက်တွေပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းတဲ့အရာကတော့လူတို့ကသူ့ရဲ့မှန်ညာတွေပါ။သူ့ရဲ့မှန်ညာကိုလိုက်ရှာရင်းနဲ့ပိတ်နဲ့သွားတိုးပြန်ပါတယ်။ပိတ်ကကြံတစ်ခုနဲ့ချက်ရှာနေတဲ့သူ့ရဲ့မှန်ညာတစ်တာကိုပြေးပေးလိုက်ပါတယ်။အဲ့ဒီနောက်တကယ်တော့မင်းဟာဘာကောင်းမှမဟုတ်ပါဘူး။ဝင်းလူကောက်ကိုဂါဒီယန်တွေကလည်းစိတ်ပြတ်မှာပဲလို့ဆိုခဲ့ပါတယ်။တကယ်တော့ပိတ်ဟာဂျက်ကိုလှည့်စားပြီးတော့အတူလိုက်ပါလာတဲ့နေသမီးပေါက်စာလေးကိုဖမ်းယူသွားခဲ့ပါတယ်။ဒီဘက်မှာဘန်နီကလည်းပြဿနာတက်နေခဲ့ပါတယ်။ကလေးတွေရဲ့ယူကြည်ချက်ပျောက်ကွယ်သွားတာနဲ့သူဟာလည်းဂျက်လိုမမြင်နိုင်တဲ့သူဖြစ်သွားခဲ့ပါတယ်။အိမ်မက်ဆိုပိတ်ဟာဘန်နီဌာနစီကိုရောက်လာပြီးတော့ကြောက်ဥတွေနဲ့ရှိသမျှအရာတွေဟာဖျက်ဆီးခံလိုက်ရကြောင်းတီးခဲ့ရပါတယ်။ဂျက်ဟာလည်းသူ့လက်ထဲကိုက်ထားတဲ့မှတ်ညက်သေးတာကြောင့်သစ္စာဖောက်တယ်လို့ထိခံလိုက်ရပါတယ်။ဒီနေ့အီစတာပွဲတော်မှာကြောက်ဥတွေလည်းမရတာကြောင့်ကလေးတွေကိုနီးပါကဘန်နီဆိုတာတကယ်မရှိတော့ကြောင်းယုံကြည်လိုက်ကြပါတယ်။ဂျေမီကတော့မဟုတ်ဘူး။ဘန်နီဆိုတာတကယ်ရှိတယ်။ဒီမှာလည်းငါတွေးခဲ့ပူတယ်ဆိုပြီးပြောနေခဲ့ပါတယ်။အဆိုပီကလည်းဂျက်စီကိုရောက်လာခဲ့ပြီးသူ့နဲ့ပူပေါင်းဖို့လာကမ်းလှမ်းခဲ့ပါတယ်။ဂျက်ကလက်မခံတဲ့ကမှာလက်သမီးပေါက်စာလေးရဲ့တဲကိုချေးချောင်းခဲ့ပါတယ်။လို့ရမှာကလက်သမီးလေးကိုဒိုးချင်ဂျက်စီမှာရှိတဲ့တပ်ဝင်းနဲ့လဲလို့ကိုပြောခဲ့ပါတယ်။
ဒါကြောင့်ချက်ကလည်းသူ့ကြောင့်အဖက်ခံလိုက်ရတဲ့နဲ့သမီးလေးကိုသူ့ရဲ့တပ်ဝင်းနဲ့လဲဖို့သဘောတူလိုက်ပါတယ်။ဒါပေမဲ့ပေကတော့ဘေးလေးပြီးသားစွာနဲ့ပဲချက်ကိုညစ်ခဲ့ပြီးတပ်ဝင်းတဲ့အချိုးခံလိုက်ရပါတယ်။ကျဲရဲ့မှတ်ညံတစ်တာလေးဟာလင်းလာခဲ့ပြီးချက်ကလည်းအဲ့ဒီကိုခွေချလိုက်ပါတယ်။တစ်တာထဲမှာတော့ဂျက်ဖရော့ရဲ့လိုမျိုးဖြစ်လာပြီးသူ့ရဲ့မှတ်ညံတချို့ကိုတွေးခဲ့ရပါတယ်။လူတို့ကချက်ဟာညီမလူသူကိုကယ်ဖို့ကြိုးစားရင်းနဲ့ရေခဲတီကြီးတဲ့ပြုတ်ကျပေးခဲ့ရတာကိုတွေးခဲ့ရပါတယ်။ဒါကြောင့် Jeff Rock ဆိုတဲ့နာမည်နဲ့ရွေးချယ်ခံသူတယောက်ဖြစ်လာခဲ့ပါတယ်။သူ့မှာမိသားစုနဲ့ညီမလေးတယောက်ရှိခဲ့ပူတာကိုသိလိုက်ရတဲ့အချိန်မှာ Jeff ဟာလည်းသူ့လိုရမယ့်အရာတွေကိုသဘောပေါက်လိုက်ပါတယ်။ပြီးချိုးပေးခဲ့တဲ့တောင်ဝင်းကိုသူ့ရဲ့အစွမ်းနဲ့ပြန်ဆက်လိုက်ပြီးပိတ်ကိုထပ်မံရေးဆဲဖို့ထွက်လာခဲ့ပါတယ်။စန်တာရဲ့ဌာနကြီးကိုလည်းပိတ်ကရောက်လာခဲ့ပြီးခရစ်စမတ်ဆိုတာဘယ်တော့မှမရှိတော့ကြောင်းဆိုနေခဲ့ပါတယ်။ကမ္ဘာလုံးပေါ်ကကလေးတွေရဲ့ယုံကြည်မှုဟာအကိုလိုနီးပါးပြောကိုကြပြီးနောက်ဆုံးတစ်ယောက်ပဲကြံခဲ့ပါတယ်။အဲ့ဒီကလေးကတော့ဂျေမီဖြစ်နေခဲ့ပါတယ်။နောက်ဆုံးလေးရဖြစ်တဲ့ဂျေမီကလည်းအီစတာဘာနီတာတကယ်ရှိရင်သူ့ကိုတက်စေပြဖို့တောင်းဆိုနေခဲ့ပါတယ်။တယောက်တည်းသောဂျေမီကပါယုံကြည်ချက်မပြောက်သွားခင်မှာဂျက်ကနေကြားမေကူညီခဲ့ပါတယ်။ကလေးလေးဟာဒါကြောင့်ဂျက်ဖရော့ဆိုတာကိုရေစားမိလိုက်ပါတယ်။ယုံကြည်သွားတဲ့ကလေးလေးဟာနောက်ဆုံးမှာတော့ဂျက်ကိုမိနိုင်သွားခဲ့ပါတယ်။ကလေးတို့ရဲ့ယုံကြည်ချက်မရှိသလောက်ဖြစ်သွားတဲ့အချိန်မှာဂါဒီယန်တို့ဟာတိုက်ပွဲနေခဲ့ပါတယ်။သူတို့ရဲ့အစွမ်းတွေတာမန်မှုတွေဟာပေးစီကိုရောက်သွားခဲ့ပါတယ်။အကိုတို့ရဲ့အစွမ်းတွေအထုတ်ခံလိုက်ရတာနဲ့တူဘာနီကတော့ချစ်စရာယူလေးတစ်ကောင်ဖြစ်သွားခဲ့ပါတယ်။ဂျာသူတော်ကြီးပိတ်ကတော့အစကားတဲ့တာမန်လာခဲ့တာကြောင့်ဂျက်ကိုလည်းအသာလေးနေယူလိုက်ပါတယ်။နောက်ဆုံးကြံခဲ့တဲ့ယူကြီးချဲလေးကလည်းချက်စည်းခံရတော့မဲ့ချိန်မှာဂျက်ကပဲကံကွယ်ပေးခဲ့ရပါတယ်။ဂျက်ဖရော့ရဲ့ဂျေဇူးနဲ့ကလေးတွေဟာလည်းကြောက်ရွံ့ချေကိုအန်တူနိုင်ခဲ့ပါတယ်။အစွမ်းကြီးတာမန်နေတဲ့ပိတ်ဟာကြောက်ရွံ့ခြင်းဖြစ်တဲ့ကလေးတွေကိုတော့ရှိုးနေခဲ့ပါတယ်။ပျော်ရွှင်နေတဲ့ကလေးတွေဖြစ်လက်တဲ့ချိန်မှာတော့သူ့ရဲ့အနေရောက်တဲ့တွေဟာရွှေဝါရောင်လေးတွေဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။ဂါဒီယန်ဖွဲ့ဝဲတို့လည်းအစွမ်းကိုစီပြန်ရလိုက်ကြကတိတ်ကိုတူတူရေးဆိုင်တက်ခဲ့ကြပါတယ်။အကိုလိုကကြောက်ပေးပြီးတိုက်တော့ရာသူတော်ကြီးပိတ်လည်းရင်းနှိပ်သွားခဲ့ပါတယ်။နောက်ဆုံးမှတေဘီလို့ထင်ရတဲ့ဆာနီကလည်းကလေးတွေရဲ့ပျော်ရွှင်မှုနဲ့တူတဖန်ပြန်လဲမွေးဖွားလာခဲ့ပါတယ်။ရာအလူကရေလိုပြန်လဲစူပြီးသွားတဲ့ချိန်မှာကမ္ဘာလုံးပေါ်ကကလေးတွေဟာလည်းယုံကြည်မှုပြန်လဲတဲဝင်လာခဲ့ပါတယ်။ကြောက်ရွံ့ချင်နာဖျားပိတ်ကတော့သူ့ရဲ့ကြောက်ရွံ့မှုတွေကိုသူကိုယ်တိုင်ပဲပြန်လဲစားတိုးလိုက်ရပါတယ်။နောက်ဆုံးတော့ဂါဒီယန်ဖြစ်ချင်တဲ့ဂျက်ဖရော့ဟာလည်းကလေးတွေရဲ့ယုံကြည်မှုနဲ့တူဂါဒီယန်ဖွဲ့ဝေတယောက်ဖြစ်လာခဲ့ပါတယ်။ဟုတ်ကဲ့ပါ။ဗီဒီယိုလေးကိုကြည့်နေသက်တဲ့ဆိုရင်တော့ like ကိုနှိပ် subscribe လုပ်ပြီးတော့အားပေးခဲ့နိုင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။